Asian animation ကပါလဲဆိုရင်ဒီဒေါကတဲ့စကန်မှာကြတော့ဒီလိုလုပ်ငန်းတွေကိုစာပြရတဲ့အချိန်မှာကြတော့စင်ခေါ်မှုတွေပါတွေကြုံရတာအဲ့လိုရှိတာစာပြရတာကဘာစင်ခေါ်မှုတွေကြုံရလဲဟောအဲ့ဒါတွေကအများကြီးပါပဲဗျာဆရာဒီမှာဒီလိုလက်တော်လို့အချိန်မှာဒီဒုက္ခဆစကန်မှာလက်တော်လို့အချိန်မှာကျွန်တော်တို့ဒုက္ခဆစကန်မှာနေရတာတော်တော်လေးကြာပြီဟိုကနေလာလာလေးဟိုအခုချင်းနေကြော်ချင်းနေပြီအဲ့လိုဆိုလို့ရှိရင်ကျောင်းသားတွေကဥပမာနဲ့ formal education ဆိုတာတကူအဲ့ဒါပေးလို့မရဘူး informal education ပုံစံမျိုးပေးရတယ် formal education ပေးလို့မရတဲ့ဥစ္စာကြတော့အဲ့ဒါကြတော့နည်းနည်းဟိုကျင့်ပြပါလားအဲ့ဒါတွေက formal education ဆိုတာကြတော့ဥပမာနဲ့ဒီမှာအလုံးဝတက်နိုင်တဲ့လူတွေမဟုတ်ဘူးဟုတ်တယ်မတက်နိုင်တဲ့လူလည်းရှိတယ်ဟုတ်တယ်ဟိုနဲ့ကျွန်တော်တို့ကမြန်မာနိုင်ငံမှာသင်ခဲ့တဲ့ဥစ္စာကြတော့အဲ့ဒီမှာသင်ဖို့ပြရတယ်ဆိုလို့ရှိရင်မန်တရားစာပြတော့ပါနဲ့အဲ့ဒီမှာလာစားလည်းပြည့်စရာမလိုဘူးနောက်တက်ပြီးတော့ကိုဟာကိုတက်ပြီးတော့အချင်းကိုပြင်ဆင်လာတယ်ဥပမာနဲ့စာလေးကြိုးစားတာဗောဗျာဒီမှာလာလို့ဆိုတော့နည်းနည်းမူဆရာဒီမှာဆရာတွေရှိတယ်ကျွန်တော်တို့ရှိတယ်ဥပမာနဲ့ကျွန်တော်တို့ကြတော့ honorarium ပုံစံမျိုးလုံးတယ်ဟုတ်တယ်ဟုတ်တယ်ဥပမာနဲ့သူတို့တိုင်းနေမြပေးနိုင်လေးပေးတယ်မပေးရင်လည်းပဲကျွန်တော်တို့ honorarium ပုံစံမျိုးပြရတယ်နောက်တက်ပြီးတော့ပြောရှင်တာကြတော့ဒီကလေးတွေကဒီဒုက္ခစစ်စကားမှာရောက်တယ်ဆိုတော့သူတို့ကငငယ်တုန်းကနေဆက်ပြီးတော့ဒီကိုရောက်လာတာဟုတ်တယ်ငယ်တုန်းကရောက်လာပြီးတော့ဒီမှာကြတော့သူတို့က job တစ်ခုရဖို့အတွက် season တစ်ခုလုပ်တယ်ဟုတ်တယ်တုံငယ်တင်းကနေဆက်ပြီးတော့အင်္ဂလိပ်စာပဲသင်တယ်ဟုတ်တယ်ဒီမှာမြန်မာစာဆိုတာလုံးဝဟိုမရှိဘူးဟုတ်တယ်ကျွန်တော်တို့ကဥပမာနဲ့ဆရာလေးရှိတယ်ဒိုးလေးရှိတယ်ပထမဆုံး2019ခုနှစ်ကကျွန်တော်တို့ဒီကိုရောက်တယ်ဟုတ်တယ်ဟိုရှိမယ်2018ကနေကျွန်တော်တို့က RCDC ပုံစံမျိုးကျောင်းတစ်ကျောင်းဒီမှာဖွင့်ခဲ့တယ်ဟုတ်တယ်ဟုတ်တယ်ဝင်ပြီးတော့မှ formal education ပုံစံမျိုးပေးနိုင်အောင်လေဟုတ်တယ်စဉ်းစားနေတာဘာဒါမဲ့ပေးရင်လည်းပဲ formal education ပုံစံမျိုးပေးရင်လည်းပဲပေးနိုင်တာမဟုတ်ဘူးဘာနဲ့မြန်မာလူပုံစံမျိုးဖွင့်မှာမဟုတ်ဘူးဟုတ်တယ်ဟုတ်တယ်ဒီဟာလောလောဆယ်ဥပမာနဲ့ကျွန်တော်တို့ပုံစံမျိုးဒီမှာစာပြတယ်ဆိုတော့ formal education ပေးရှင်တဲ့ဆိုရင်လည်းပဲမပေးလို့ရတာဘာကြောင့်ဆိုလို့ဒီမှာဒုက္ခစီ second ပုံစံမျိုးအချမ်းနေရတာဒီမှာအမျိုးမျိုးခံရတယ်ဥပမာနဲ့ဒီမှာကလေးတွေကခရနာပုံစံမျိုးနောက်တစ်မျိုးမာရာခိစာပုံစံမျိုးနောက်တစ်မျိုးကဘော်ဒါဆိုရပုံစံမျိုးဘီဝယူတော့တယ်အဲ့လိုပုံစံမျိုးအဲ့ဒါတွေကအများကြီးပဲဒုက္ခစီ second မှာမိဘတွေလည်းကြောက်စရာကြီးပဲအဝဲကြီးပူလည်းမရဘူးဒါကြောင့်မလို့ကျွန်တော်တို့ကဒီမှာဆရာသမားတွေရှိတယ်ကျွန်တော်တို့မှတာဝန်ရှိတယ်နောက်ဆုံးမှာဥပမာနဲ့ကျွန်တော်တို့ကိုယ်လင်တော့တယ်ဆိုတော့ဥပမာဆေဝါးရဲ့တဝမ်းမဆိုတော့ကျွန်တော်တို့ကအလားရှင်းမြင်းလည်းပဲဟုတ်တယ်မင်းတို့မှတာဝန်ရှိတာပုံစံမျိုးတာဝန်မရှိဘူးဟုတ်တယ်အဲ့ဒါဆိုတော့အဲ့လားမင်းရှင်းမြင်းကိုတာကိုခြေရမယ်ပတ်စံရမယ်ကိုတာဝန်ကကိုခြေရမယ်လေဟုတ်တယ်ရခိုင်မှာကြတော့ရခိုင်ပြည်မှာကျွန်တော်တို့ကကြောင်းတက်တယ်ပေါ့နော်စေတဲ့အောင်သွားတယ်ဒါမဲ့စေတဲ့အောင်တဲ့ဟိုအောင်လာမဲ့တကူရတယ်သူကအောင်လာမဲ့ရပ်ပြီးနောက်ပိုင်းသူကတင်တဲ့စာကိုမေးလိုက်ရင်လေသူကဟိုရှိဂုံရှိတယ်ဗာကြောင့်သူမှဟွာရှိတယ်အောင်လာမရှိတယ်နော်ဒီမှာကျတော့အဲ့လိုအခါမှာအောင်လာမရှိဘူးဆိုတော့ကိုတိန်နေတဲ့စာကွာကျတော့အလစ်တာပြီးတော့တကယ်ကိုအေးပါဗျာကိုတိအောင်တက်အောင်တင်ရမယ်အဲ့လိုပုံစံမျိုးပဲကို improve လုပ်ရမယ် update လုပ်ရမယ်အေးပါဗျာ update လုပ်ရမယ်ဟုတ်တယ်နောက်တစ်ခုကကျတော့လေဟိုကျွန်တော်တို့ကကျတော့လေတက္ကသိုလ်ဒီလိုလေးကြုံရတယ်ပေါ့နော်ဟိုကျွန်တော်တို့ယူဟန်ဂျာတွေကကြတော့ဟိုဘက်ဒီဘက်သွားတဲ့အခါကျတော့တခြား community member တွေကကြတော့မင်းယူဟန်ဂျာပမာကဆိုတော့မြန်မာနိုင်ငံကဆိုတော့မင်းခင်ဗျားတို့ရဲ့မြန်မာနိုင်ငံမှာတုံးတဲ့စကားပြောတတ်လားအဲ့လိုတခါတလေမင်းလာတာရှိတယ်မင်းလေခွာပြောမတတ်ဘူးပြောမတတ်တာကသူတို့ဘာပြောလဲဆိုရင်ဟာသူတို့ကမြန်မာနိုင်ငံသားလို့ပြောတယ်ဒါပေမဲ့မြန်မာစကားမပြောတတ်ဘူးဘယ်လိုမြန်မာနိုင်ငံသားလဲကွာအဲ့လိုပြောလာမှာပေါ့လေသူတို့မှာဒီဘင်္ဂလားဒေ့ရှ်နိုင်ငံကကြတော့စကမရှိတယ်ကျူရာရှိတယ်သူတို့ကကြတော့ဘင်္ဂလီလူမျိုးနဲ့မတူဘူးတခြား ethnicity ပဲဒါပေမဲ့သူတို့ကရှုပ်တို့ဘာသာဒီဘင်္ဂလားမှာရှိတဲ့သူတို့ရဲ့ national language ကကြတော့အကောင်းဆုံးပြောတတ်တယ်ကျွန်တော်တို့ကမြန်မာကဆိုရင်ကျွန်တော်တို့မြန်မာနိုင်ငံမှာရှိတဲ့မြန်မာစကားကိုလေသူတို့ကသိတဲ့ဖို့လိုတယ်အဲ့ဒါတရားအဲ့ဒါမှန်အဲ့ပါပဲအဲ့ဒါမှန်တယ်အဲ့ဆိုရင်အဲ့ဒါသိတဲ့ရအောင်ကျွန်တော်တို့ကလေဘာလို့ရမယ်လဲဆိုရင်အဲ့ဒါကျွန်တော်တို့ကကလေးတွေကိုလေဒီမှာစာပြတဲ့အချိန်မှာအထက်လိုက်ဆိုဘယ်လိုပဲရဒီမှာဝင်မဲဆိုလို့ရှိရင်လေကလေးတွေနဲ့ဗမာစကားတခါတလေဗမာစကားပြောပြီးတော့ဗမာစကားလေးချွန်ရမယ်စကားစာပြတဲ့အခါကျတော့ကျွန်တော်တို့ရဲ့mother language တခုနှစ်ခုသုံးရင်ဗမာစကားလည်း3 4ခုသုံးပေးရမယ်ရခိုင်စကားလည်း3 4ခုသုံးပေးရမယ်ဘာကြောင့်လဲဆိုတော့ဒီဟာနဲ့ need to ဒီဟာလည်းတိုးတက်လာအောင် improve လာအောင်လုပ်ရမယ်ကျွန်တော်လည်းဒီတကူပဲဟို feedback ပေးရှင်တယ်ပေါ့နော် second day မှာကျတော့
လူတော်တော်များများကျောင်းဆရာလုံးနေတဲ့သူတွေကိုကျွန်တော်အဲ့ဒါပဲ feedback လုပ်ရှင်တယ်ခင်ဗျားတို့ကျောင်းပြတဲ့အခါစာပြတဲ့အခါကျတော့ မမလူပဲပြ စကားကိုရောနော်ပြောပေါ့ အေးပါဗျာ ရောနော်ပြောမမလေးပြောရခိုင်လေးပြောအင်္ဂလိပ်လိုလေးပြောကျွန်တော်တို့ရဲ့ mother language လေးပြောအဲ့လိုပြောရင်ပို့ပြီးတော့အဆင်ပြေလာမယ်လို့ကျွန်တော်တင်တယ်ပေါ့နော် အခုတလားဆရာပြောသူလိုပဲသူလည်းဒါပဲပြောချင်တယ်ဘာကြောင့်ဆိုတော့ကျွန်တော်တို့ကအဓိကကြတော့ကျွန်တော်တို့ကအဲ့ဒီအချင်းတကူ low fly လို့ရှိရင်ခန်းတိုင်းမှာစကန်တိုင်းမှာကျွန်တော်တို့အင်ရှာလာဘယ်လိုဖြစ်လာမလဲကျွန်တော်တို့ကလေးတွေနောင်လာနောင်သားတွေကဖက်လာမလို့ဥစားတွေကဗမာလူပဲပြောပြီးသားပြောတတ်တဲ့ဗမာသားတွေရက်တတ်တဲ့အဲ့လိုကျင်းကျင်းပုံစံမျိုးဖြစ်လာမှာရှာဖြစ်လာမယ်လို့ ဒါပေမဲ့ကျွန်တော်လည်းတင်တယ်လို့ရမယ်ဒီလိုဒီတဲ့ activity ကိုလုပ်ရမယ်ဟုတ်တယ် activity လုပ်ရမယ် activity မလုပ်ဘဲနဲ့ဟာမြန်မာစာမှာရှိတဲ့စာပဲပြလိုက်အောင်မယ်စကားပြစရာသင်စရာမလိုဘူးလို့အဲ့လိုအလင်းနဲ့မတားဘူးဆိုရင် မရဘူးလိုက်ပါဦးတွတ်တက်လာမှာမဟုတ်ဘူးဟုတ်တယ်ကျွန်တော်လည်းဒီဟာပဲပြောချင်တာဟုတ်တယ်အဲ့ဆိုရင်ကျွန်တော်တို့ကကြတော့ဗီဒီယိုကိုဒီကနေအဆုံးတက်လိုက်အောင်မယ်ကျွန်တော်ဒီနေ့ရောက်တဲ့နေရာကကြတော့ဒီဆရာအားလုံးတို့သိတယ်ပေါ့နော် Royal Sophie ရဲ့ Learning Center မှာရောက်တဲ့အမေရိကဗီဒီယိုတကူလေးဖြစ်တယ်ပေါ့နော် Beach School လို့ခေါ်တယ်ပေါ့နော်ဒီမှာကြတော့ grade 1ကနေ grade 10 တိရှိတယ်ပေါ့နော်vlog တကူလေးတင်ပေးလိုက်တာရှိတယ်ပေါ့နော်အဲ့ဒီ vlog မှာလည်းခင်ဗျားတို့ကမြင်လိုက်ရတယ်ပေါ့နော်ဒီ Learning Center ရဲ့ဟို activity ပုံစံဘယ်လိုလဲသူတို့ရဲ့စစ်မင်းစည်းကမ်းတွေကဘယ်လိုလဲဆိုတာကိုလည်းမြင်လိုက်ရတယ်ပေါ့နော်ဒီဗီဒီယိုကကြတော့အဲ့ဒီနေ့ကကြတော့ကျွန်တော်ဒီဆရာနဲ့ဟိုအခုခင်ဗျားတို့ဟို online ဆွဲ online ကျွဲနဲ့ကကြတော့ပြောလိုက်တဲ့စကားလေးဖြစ်တယ်ပေါ့နော်အဲ့ဆိုခင်ဗျားနောက်ဆုံးအနေနဲ့ဗာပြောချင်လဲပြောလို့ရတယ်ကျွန်တော်ဗီဒီယိုအဆုံးသတ်လိုက်အောင်မယ်ဟိုလိုဖာချက်ဆရာနဲ့ထွေးရတာအရင်ဝင်တက်ပါတယ်ဘလောလောထားတဲ့အတွက်ဆက်သွားအမေရိကန်ပါတယ်ဟုတ်တယ်ကျေးဇူးရတော့မလို့ရပါတယ်ကျွန်တော်ကလေဒီကိုရောက်လာတာဝမ်းသာတယ်โอเค